ဦးစွာပထမတရားချစ်ခင်သူတော်စင်အပေါင်းတို့အားလုံးအေးချမ်းသာရတဲ့နေ့ရက်လေးဖြစ်ပါစေကြောင်းဆုမွန်ကောင်းတောင်းရင်းမင်္ဂလာပါလို့နှက်ခွန်းဆက်တပါတဲ့ခင်ဗျာဒီနေ့မှာတော့ဆရာတော်အရှင်ပညာကာယရဲ့သုံးမောဝါဒခီးစံများမရှိသေးတာကြောင့်ပြီးခဲ့တဲ့ငြိမ်းချမ်းရေးလမ်းလျှောက်ခီးစဉ်အတွင်းကအမှတ်တရမှတ်တမ်းအချို့ကိုပဲပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်ဒီငြိမ်းချမ်းရေးခီးစဉ်ဟာရိုးရိုးရှင်းရှင်းရှောက်လန်းခဲ့ကြတာတော့မဟုတ်ပါဘူးခီးစဉ်အတော်အတွင်းမှာဆရာတော်အရှင်သူမြတ်တို့ဟာခန္ဓာကိုယ်ရဲ့ဝေဒနာပေါင်းစုံကိုကြံ့ကြံ့ခံခဲ့ကြရတာပါပူပြင်းလာတဲ့ရာသီဥတုတန်ကြောင့်ခြေဘဝတွေကွဲပြဲဒဏ်ရာရခဲ့ကြတယ်အပူအေးမမျှတမှုကြမှာရုပ်ပိုင်းဆိုင်ရာခက်ခဲပင်ပန်းမှုပေါင်းစုံကိုကြုံတွေ့ကြော်ဖြတ်ခဲ့ကြရပါတယ်ဒါပေမဲ့လည်းဆရာတော်ဘုရားကြီးရဲ့မစုံမနစ်တဲ့သစ္စာနဲ့အဋိဌံပါရမီတော်တွေကြောင့်ဒီခီးကိုလုံးဝမလျော့သောဆွဲနဲ့ရှေ့ဆက်နိုင်ခဲ့ပါတယ်လူသားအပေါင်းငြိမ်းချမ်းစေဖို့ဆိုရင်ဒီအတွက်အသက်ပင်သေးပါစေဆိုတဲ့ခိုင်မာလာတဲ့တဏိဋ္ဌံကြီးနဲ့ခန္ဓာကိုယ်ကိုပတာနာမထားပဲခီးဆက်ခဲ့တာဟာဆရာတော်ဘုရားရဲ့တိုင်းတာမရနိုင်တဲ့အနန္တမေတ္တာကိုအတိုင်းတာမြင်တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဆရာတော်ဘုရားရဲ့ကြီးမားလာတဲ့သစ္စာအဋိဌံများအမြန်ဆုံးပြည့်ဝပါစေကြောင်းဆရာတော်ဘုရားရည်ရွယ်ထားတော်မူသောဇေဒီတော်မြတ်ကြီးလည်းအောင်မြင်နဲ့အမြန်ဆုံးပေါ်ထွန်းသာသနာပြုနိုင်ပါစေကြောင်းဘုရားကုံတရားဂုံတန်ဃာဂုံကိုရည်မှန်း၍ပူဇော်လိုက်ရပါတယ်ဆရာတော်ဘုရားနဲ့တကွတန်ဃာတော်အရှင်သူမြတ်များအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းတို့နှင့်ပြည့်စုံကြပြီးအသက်ရာကျော်ရှည်ကသာသနာဝန်ကိုလွယ်ကူစွာထမ်းဆောင်နိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာတရားချစ်ခင်သူတော်စင်အပေါင်းအားလုံးဘေးကင်းရန်ကွာပြီးကျမ်းမာချမ်းသာကြပါစေ